ရှေးခေတ်ကာလတစ်ခုမှာမိန်းကလေးတစ်ယောက်ဟာသူမရဲ့မိုဘိုင်းဖုန်းကိုထုတ်ပြလိုက်တဲ့အခါဘယင်ကြီးတစ်ယောက်တောင်ကြောက်လန့်ပြီးနောက်ဆုတ်သွားပါတယ်ဒီမြင်ကွင်းကြောင့်မိန်းကလေးဟာပိုပြီးတော့ဂုံယူဝန်းကြွားလာပါတယ်ပြီးတော့သူမရဲ့ကြောင်းလွယ်အိတ်ကိုဖွင့်လိုက်တဲ့အခါမုန့်နေအပြည့်အသိပ်ပါလာတာကိုတွေ့ရပါတယ်သူမကတော့ဘာမှမထူးခြားသလိုပဲစက်တဲ့မုန့်တစ်ထုပ်ကိုထုတ်ပြီးဘယင်ကြီးကိုမြည်စမ်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဘယင်ကြီးကတော့ရေးမတင်းနိုင်တာကြောင့်သူ့ရဲ့အဆောင်ကိုအရင်မြည်ကြည့်ခိုင်းပါတယ်အဆောင်ကတော့ခဏတာတွေ့ဝေပြီးနောက်ပါစက်ထဲထည့်လိုက်တဲ့အခါအံ့ဩတင်လို့မျက်လုံးတွေပြူးသွားပါတော့တယ်အဲ့ဒီမြင်ကွင်းကိုမြင်တဲ့အခါဘယင်ကြီးလည်းဘာမှမဆောင်တော့ပဲတကိုက်ကိုက်လိုက်ပြီးအရသာကိုချက်ချင်းပဲသဘောကျသွားပါတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးကကိုလာပလင်းတစ်လုံးကိုလိန်ဖွင့်လိုက်ပါတယ်ဘယင်ကြီးကတိချင်စိမ့်နဲ့တငုံလောက်တောက်ချင်သွားပါတယ်ဘေးကအဆောင်ကလည်းတောက်ချင်လို့လက်ဖြားခါနေပြီမဲ့ဘယင်ကြီးကတော့ပြက်ပြက်သားသားညင်းပယ်ပြီးအဆောင်ကိုချက်ချင်းထွက်သွားခိုင်းလိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ကဂိမ်းတစ်ခုစတင်ဆော့ကစားကြပါတယ်ဘယင်ကြီးကစက်တဲ့မုံတွေကိုပါစက်ထဲမှာကိုက်ထားရင်းနဲ့မိန်းကလေးရဲ့ခေါင်းပေါ်မှာတင်ထားတဲ့ပန်းသီးကိုလေးနဲ့ချိန်လိုက်ပါတယ်မိန်းကလေးကတော့အန်တရေကနေလွတ်မြောက်သွားပြီးလို့ထင်ထားတဲ့အချိန်မှာပဲအလွန်အမင်းထိတ်လန့်သွားပါတယ်ဘယင်ကြီးကတော့လီးကိုချလိုက်ပြီးသူ့မျက်လုံးတွေကိုသူ့ကိုယ်တိုင်ပိတ်လိုက်ပါတယ်ပြီးတော့ယုံကြည်မှုအပြည့်နဲ့နှုတ်လှည့်ပြီးမြားပစ်လိုက်တဲ့အခါပန်းသီးကိုတဲ့ထိသွားပါတယ်မိန်းကလေးကတော့ကြောက်လန့်လို့အဲ့ဒီနေရာမှာပဲတတိလေးသွားပါတော့တယ်သူမကိုအားနာတာကြောင့်ဘယင်ကြီးကအရာသာရှိတဲ့ဟင်းလျာတွေအများကြီးပြင်ဆင်ပေးပါတယ်ဒါပေမဲ့စက်တဲ့မုံရဲ့အရာသာကိုမြည်စမ်းပြီးသွားတဲ့အခါမှာတော့နန်းတွင်းမီးဖို့ကြောင့်ကချက်ပြုတ်တဲ့ဟင်းလျာတွေကိုဘယင်ကြီးမစားနိုင်တော့ပါဘူးဘယင်ကြီးဘာတွေးနေလဲဆိုတာကိုနားလည်သွားတဲ့မိန်းကလေးကစပွဲပေါ်မှာထူးဆန်းတဲ့ပုံစံတွေရေးဆွဲပြလိုက်ပါတယ်အစီကံတွေလည်းအရေးအမြတ်နားလည်သွားပြီးအလျင်မြန်ပြင်ဆင်ကြပါတယ်မကြခင်မှာပဲ hot pot အကြီးကြီးတစ်လုံးရောက်လာပါတယ်အစားအသောက်တွေကိုမခံနိုင်တော့တဲ့မိန်းကလေးကတော့တူကိုကင်ပြီးအသားတွေကိုစားလိုက်အချင်းကြီးတွေဆက်လိုက်နဲ့အရသာခံနေပါတယ်ဒီမြင်ကွင်းကဘယင်ကြီးရဲ့စားခြင်းစိတ်ကိုချက်ချင်းပဲနှိုးဆိုးလိုက်တဲ့အတွက်ဘယင်ကြီးကလည်းတွန့်ဆုတ်မနေပဲအသားတွေကိုကောက်ကိုက်လိုက်ပါတယ်အရသာကောင်းမွန်လုံးတဲ့အတွက်အဲ့ဒီနေရာမှာရှိနေတဲ့သူအားလုံးအံ့ဩသွားကြပါတော့တယ်